အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါတယ်ဒီနေ့ညအီတလီ Serie A ရဲ့အကျိတ်နဲ့အရှိဆုံးပွဲကြီးပွဲကောင်းဖြစ်တဲ့ဇယားထိကအင်တာမီလန်နဲ့ရိုမာလိုပွဲကိုအမြန်ဆုံးတုံ့တက်ပေးသွားပါမယ်အင်ရှင်အင်တာမီလန်ကတော့ဒုတိယနေရာကအတင်းကို6မှတ်ဖြတ်ပြီးချန်ပီယံဆုအတွက်အားကောင်းနေပါတယ်နောက်ဆုံး6ချိန်တွေ့ဆုံမှုမှာယိုမာကို9ချိန်အထိနိုင်ထားတဲ့အစင်ကလာကောင်းလက်ရှိပါတယ်တစ်ဖက်ကယိုမာကတော့ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အမှတ်အရန်လိုနေပြီတိုက်စစ်စနုံမြင်မာလာပြီပဲအဝေးကွင်းနောက်ဆုံးလီးပွဲမှာနိုင်ပွဲပြောင်းဆုံးနေတာကသူတို့အတွက်စိုးရိမ်စရာပါ data တွေအရဂိုးပေါင်း2ဂိုးစုံမရှုံဖို့ရခင်900အထိရှိနေတာကြောင့်ဒီပွဲဟာအနည်းဆုံး3ဂိုးနဲ့ထပ်ထပ်ပေါ်လာမယ့်ဂိုးမြောက်ပွဲ over ဖြစ်ဖို့တေးကြနေပါတယ်ကျွန်တော်အရာလက်ခံမှချက်ကတော့နှစ်တကူနဲ့အင်တာမီလန်တို့အင်ကွင်းမှာ3မှတ်အကီရီးပွားဖို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက်အင်တာမီလန်ဝင်းနဲ့ total goal over 2.5 ကအသေးချဆုံးပါပဲအင်တာတို့ချန်ပီယံဆုလည်းပိုနီးဆက်သွားမလားသိအမြင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KM Football Tips ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ